ငင်းရတဲ့တတိရှိပါစေသူတစ်ပါးဘို့ကုညီနာကောင်းပါတယ်ဒါပေမဲ့လိုရာထက်မပေါ်စင်တဲ့ဥပမာကိုယ်တိုင်ကမတက်နိုင်တဲ့အရာတစ်ခုကိုအားနာတဲ့စိတ်ကြောင့်ကတိကအောင်နဲ့လှုပ်ပေးလိုက်ရတဲ့အချိန်ပေါ့မဖြစ်နိုင်ဘူးထင်ညင်းလိုက်ပါတခါတလေတချို့ကလူကေးခက်တိတ်ညံ့တယ်တပားသူကကြည်ဖြူမှန်းမကြည်ဖြူမှန်းမသိဘူးဇို့အတင်အကူအညီတောင်းတကြတယ်တခုခုဆိုအားနာမနေနဲ့အားနာတဲ့စိတ်ဆိုတာဓာတ်သွားနဲ့တူတယ်အချိန်ကြာလာတာနဲ့အမျှကိုယ်ဘေးပိုနာကျင်ရမှာပါအရင်ကြီးတဲ့အရာဆိုတတိရှိရှိညင်းတက်ဖို့လိုပါတယ်ကိုမလုံနိုင်တဲ့အရာတစ်ခုအတွက်ညင်းပါမဖြစ်နိုင်တဲ့အရာတစ်ခုအတွက်ညင်းပါပြဿနာအားလုံးကတင်းနဲ့မဆိုင်ပါဘူးအဓိကကိုမကြိတ်တာကိုမကြိတ်ဘူးကိုမလုံနိုင်တာကိုမလုံနိုင်ဘူးကိုအစင်မပြေချိန်ငွေရှင်းကလုပ်တဲ့အခါစသဖြင့်ကြိုးပြနိုင်ဖို့ညင်းနိုင်ဖို့တတိပဲလိုပါတယ်တချိန်ကျရင်ပြောင်းလဲသွားမယ့်အရာတွေရှိပဲကိုအပင်ပန်းမခံပါနဲ့မနိုင်ဝန်တွေကိုထမ်းဖို့မကြောသားပါနဲ့ခဏခဏအားနာလို့အတုံးချခံရတာလေးများနေပြီခဏခဏမငြင်းပေကုညီခင်းပြီးလို့ရခဲ့တဲ့နောင်တတွေလေးများနေပြီဒီလောက်မှသင်ခန်းစာမယူတတ်သေးရင်တင်ဘဝကအခြားသူတွေအတွက်လိုသုံးကြီးတီးတန့်ဖြစ်နေအောင်ပါ